teacher everyday English ကိုကြည့်ပါမယ်ဒီခါ numbers တွေကိုလေ့လာရမှာဖြစ်တယ်ဆိုတော့ teacher ကို audio ကိုအရင်ဖွင့်ကြည့်ပါမယ် audio မှာ11ကနေ 20 အထိပါပါတယ်သူကအတန်ဖိထားမိနေရလေးကိုသူက highlight လုပ်ပေးထားတာဖြစ်ပါတယ်အရင်ဆုံးနားထောင်ကြည့်ပါမယ် 2.12 Numbers 11 to 20 11 12 13 14 15 16 17 18 19 20โอเคဒါဆိုလို့ရှင်teacher ရမယ်လို့ထင်ပါတယ်အော် teacher တို့ကအခု beginner level ဆိုပေမဲ့လေ1ကနေပြီးတော့100ပေါ့နော်100 100အထိတိထားပြမှာဒါပေမဲ့ teacher တို့ကြက်မယ်ဆိုလို့ရှင်20အထိပဲတက်ရုံပဲပေါ့နော်21ကနေ99အထိကတော့ဒါလုံးဝအခြေခံအကြောင်းစရာလေးသိသွားတယ်ဆိုရင်ဒါစလုံးပေါင်းတက်သွားပြီပေါ့ဥပမာတစ်ချေတို့က21ကိုရေးမယ်ဆိုရင်20ရဲ့နောက်မှာ hyphen လေးခံပြီးတော့1ကရေးပါတယ်22ဆိုလို့ရှိရင်20ရဲ့နောက်မှာ2လေးထည့်ရေးတယ်ပေါ့နော်ဒါမျိုးလေးရေးရတယ်35ဆိုရင်ဒီချေတို့30တည်ထားရင်ရတယ်30ဆိုလို့ရှိရင်ဒီချေတို့13အဲ့မှာ35ရေးမယ်ဆိုရင်35ဒါမျိုးလေးဖြစ်သွားတာဖြစ်တယ်အဲ့အတကြောင့်မလို့အထူးသဖြင့်ဒီချေတို့1ကနေ19အထိကတော့ချက်ထားတင်တယ်ပေါ့နော်အဲ့ဒါရေပြီးတော့20 30 40 50 60အဲ့လိုအတိရချက်မယ်90 80 90ပေါ့နော်ကျန်တဲ့ဂျားတွေကဟာတွေကတော့ချက်စရာမလိုဘူးကိုကဒါနောက်ကနေ1 2 3 4 5 6ထည့်ထားမယ်တည်ရဆိုရင်ရပါပြီโอเคနောက်ခုတစ်ချက်တော့ဒါလေးကို match လုပ်ကြပါမယ်အရင်ဆုံး video လေးကိုခဏ pause လုပ်ထားပြီးတော့ match ကိုတာကိုလုပ်ပါမယ်ဒါအရင်ကိုလွယ်လို့ကိုတာကိုလုပ်ခိုင်းတာပါโอเคနောက်ဆုံးတစ်ခုတစ်ချက်နဲ့တူတူ take လုပ်ကြည့်ပါမယ် 2.14 2.14 1 12 2 16 3 9 4 17 5 23 โอเคဒါဆိုနောက်ခုတစ်ချက်တော့ဒီဘက်အချမ်းလေးကိုသွားကြည့်ပါမယ်ဒီဘက်ချက်မှာကြာတော့တစ်ချက်တော့ပုံလေးကိုကြည့်ပြီးတော့ခံမရမယ်ပေါ့နော် number 1 2 3 4 5 5ယောက်ရှိတယ်လူ9ယောက်ကိုအသက်လေးကိုခံမကြည့်မယ်ပေါ့နော်ဆိုတော့ video လေးကိုခဏ pause လုပ်ထားပြီးတော့ခံမကြည့်ပါမယ်ဒီချိန် audio ဖွင့်ပြပါမယ်နော်ဒီအင်းတော့ကဒီချိန်နဲ့တူခံမကြည့်မယ်ပေါ့နော်ဒီချက်အနေနဲ့ဆိုလို့ရှိရင်တော့ပထမတစ်ယောက်က maybe 28ပေါ့နော်အလောက်30ဝန်းကျင်ပေါ့နော် number 2ကတော့ maybe 9 nation နဲ့7 or 8 number 3 14 or 15 number 4 maybe 3 or 5 number 5ကတော့number 5ကဒီချက်ချင်း26 24လောက်ဖြစ်မယ်ပေါ့နော် okay ဆိုဒီချက်လေးဒါခက်မယ်လားဒီချက်လေးမသိဘူးဆိုတော့မှန်မယ်ဒီချက်ကိုနားထောင်ကြည့်မယ်ပေါ့နော် 2.15 1 How old is he? He's 28 okay 2 Her name's Molly she's 9 okay 3 His name's Nathan he's 15 tomorrow 4 This is little Hua she's 2 oh ဒီချက်ခံမနာအရင်ညာပါတယ် 5 This is Claire she's 29 nearly 30ဒီချက်မန်းနာလားမတော်ခေါ်မှာပေါ့နော်ဒီချက်မန်းနာနဲ့လူသွားပါတယ် okay နောက်တစ်ချက် grammar reference တွေကြည့်ပါမယ်ဒါတစ်ချက်လို့ရှိမှသိရရတယ်တော့ပြန်ပြောဖြာထားတယ်ပေါ့နော်possessive adjective တွေဆိုရင် my your his her တစ်ချက်ဒါရှိမှအများကြီးရှင်းခဲ့ပြီးပြီဒါတို့တစ်ချက်ကဘယ်လိုခေါ်ရမလဲ possessive adjective သူ့ရဲ့နောက်မှာပါလိုက်လေဆိုရင် yes noun လိုက်ပါတယ်เนาะမမေ့ပါနဲ့ my တို့ your တို့ his တို့ her ရဲ့နောက်မှာ noun လိုက်တယ် okay ဒီ name ဆိုတာလည်း noun ပဲเนาะနာမည်ဆိုတာလည်း noun ပဲเนาะမဆိုလို့ရှိရင်လည်း his bike watch သူ့ရဲ့နောက်မှာဒီချေတို့ noun လိုက်တယ်ဒီမှာကကြတော့he apostrophe s တချို့တွေ့ရတယ်ဒီချေတို့လူနာမည်ရေးတယ်မလားလူနာမည်ရေးတဲ့အခါမှာ for me ဒီချေဆိုလို့ရှိရင်
Guna ရဲ့နာမည်ရေးခါမှာ apostrophe s ကဒါတချို့ပိုင်ဆိုင်မှုပြတာဟုတ်တယ် there's a Guna's phone maybe ဒါမျိုးပေါ့နော်ဒါပေမဲ့ဒီနေရာမှာသွားပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုပြတာမျိုးမဟုတ်ဘူးနော် he ဆိုတာကသူကဘာလို့ he is ကိုရေးပြထားရဲဆိုတာဒါကြောင့်သားတွေကသိထားရမယ်ပေါ့နော် he is Bruno he's from Brazil he is fine ဒါမျိုးလေးသိထားရမယ်နောက်တစ်ချက် caution နေမိတဲ့အခါမှာဘယ်အားလာလဲလို့ပြောလို့ရှိရင်မေးချင်နေဆိုရင် where are you from where is he from where is she from အမျိုးလေးတွေနောက်က what is in English ဒီမှာလဲသူက what is meant တိအောင်သူကပြပြထားတာဖြစ်တယ်နောက်ခုတစ်ချက်အသက်မေးတဲ့ခါမှာကျွန်တော် how နေမိတယ် how old are you how old is she how old is he ဒါမျိုးလေးမိပါတယ်နောက်ကဒါ amisa တချို့ရှိမှာကလေးက amisa ကိုအများကြီးရှင်းပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေဟာ solution လေးနားလည်မယ်တချို့ထင်တယ်ဒါ solution တော့တချို့ unit 2ကဒီမှာပြီးဆုံးသွားပါပြီtest လေးဖြေမယ်ပေါ့နော် test ဖြေရင်တချို့နောက်နေ့ကျရင် unit 3သွားပါမယ်ဒီနေ့တော့ဒီလောက်ပါပဲ see you next lesson bye bye